ဒါမဲ့ငါပြောတဲ့အဓိပ္ပာယ်ကနင်ကလေးစားမချေဘူးငါပြောတာပါကတော့ကိုနင်ဒီလိုပုံစံနဲ့ပြန်ရမှာမဟုတ်တာတကယ်လို့နင်ပြန်ရခဲ့ရောနင်ကြည်ကြည်ပြူပြူနဲ့လက်ခံနိုင်မှာမလားတကယ်တော့လေကတော့ဖေဖေပြီးရင်ငါဘဝရဲ့အချစ်ဆုံးတူတူတော့ယောက်ျားပါအဲ့ယောက်ျားကိုလေဘယ်အချိန်မှပဲဖြစ်ဖြစ်လို့ပုံစံနဲ့ပဲပြင်ရပြင်ငါလက်ခံနိုင်ငါကြိုးစိုးနိုင်တယ်9နှစ်လား10နှစ်လားဘယ်လောက်ကြာကြာလို့ပုံစံနဲ့ပဲပြင်လာပြင်ငါနှလုံးသားပါပဲခင်